ဟုတ်ကဲ့ကျမနာမည်မိချိုပါကျမအသက်က40ပါကျမနေထိုင်တာရနောင်းမှာကျမအလောက်ကင်ကကော်ကောက်ကော်ရောင်းဝဲပါရှင်ကျမအဖေရထိုင်းပါကျမအမေရမြန်မာပါကျမကထိုင်းမှာမွေးတယ်ကျမလက်ရှိနေထိုင်တာတော့ကျမမိသားစုက9ယောက်ရှိတယ်မကြခင်ကကျမမြေလေးရရင်တော့10ယောက်ပေါ့ကျမတို့မိသားစုကကော်ကောက်ကော်ရောင်းဝဲနဲ့လောက်ကင်စားတော့ပြီးနေကြတယ်ကျမဘဝကတော့အမြဲအတက်ကြနဲ့ဘဝရင်းဆိုင်လာရတာပေါ့ပြီးတော့ကျမဘဝကတော့အခုမှပဲနည်းနည်းအသက်ရှူပေါက်လေးရပြီရှင်သန်နေတာပေါ့အဆင်ပြေလာတာပဲဆိုပါတော့ကျမငငယ်တော့ကဗမာပြည်မှာနေတယ်ကျောင်း9တန်းတက်ခဲ့တယ်ကျောင်း9တန်းထွက်ပြီးတော့ကျမ12နှစ်သမီးမှာအခုကျမတို့ပေါ့နော်ငယ်စဉ်တော့ငယ်စဉ်ကလေးကနေကြီးပြင်းလာတာတော်တော်ဒုက္ခများစွာနဲ့ကျမတို့ငငယ်တော့ရွာတို့ရွာမှာနေခဲ့တဲ့တောရွာပေါ့အဲ့ဒီတောရွာမှာပင်လေလောက်ကင်စားတောက်ကြတယ်အမေရတော့ဈေးတဲ့ပေါ့အဲ့ဒီအချိန်မှာကျမတို့ရွာမှာမထင်မှတ်ပဲနဲ့ပင်လေကြီးနဲ့ဓမြဆိုပြီးဝင်လာကြဝင်လာကြတဲ့အချိန်မှာကျမ1990ခုနှစ်ကျမ9နှစ်သမီးဖားလိုက်တဲ့အချိန်မှာကျမအဖေဒီကမသွားမနေသွားတော့ယောက်ျားလေးတွေဖမ်းပြီးလေထဲကိုထည့်လိုက်တယ်လေထဲထည့်သွားပြီးခေါ်သွားကြအောင်ခေါ်သွားတဲ့အချိန်မှာကျမအမေရယောက်ျားကိုနှုတ်ဆက်တာပေါ့ဝမ်းနေပြီးနှုတ်ဆက်နေတဲ့အချိန်ဓမြကတနန်းနဲ့လမ်းပြေးတာကျမမောင်လေးက6လသားလေးကျမအမေခြေထောက်ကိုဖမ်းဆွဲပြီးတော့ငေါ့ချလိုက်တဲ့အချိန်မှာအမေကတနန်းမထီဘူးမထီတော့ကျမတို့ကကြောက်လန့်ပြီးတော့တောရွာမှာတပုံးနေတယ်တောတောင်ကြီးမှာထမင်းမရှိဟင်းမရှိ9ရက်တိကျမတို့အစာရည်စားငါပြတ်ပြီးတော့ຫນွယ်ရည်တွေတော့ဒုက္ခတွေဖြစ်အဲ့ဒါနဲ့9ရက်နေပြီးတော့ကျမအဖေကဘုံနေဆိုင်နေတီးပြီးကျမတို့ပြန်လာရှာတော့ဒီရွာမှာနေလို့မရဘူးဆိုပြီးတော့နောက်တစ်ရွာပြောင်းတော့1998ခုနှစ်မှာကျမတို့တရွာလုံးမီးလောင်ပြီးပြကြွားအဲ့ဒီမှာကျမတို့ဒုက္ခသက်ပြန်ဖြစ်သွားကျမအသက်က12နှစ်ရက်နေနောက်ပိုင်းပေါ့နော်12နှစ်ရက်နေကျမထိုင်းကိုပြန်ရောက်လာတယ်ရွာမီးလောင်ပြီးတော့စမတက်တော့သူများအလုပ်ကိုလည်းရှောက်လုပ်တယ်အိမ်ဖော်လုပ်တယ်ဟောရသလောက်ပေါ့မိဘဝန်းစားရင်ဒါမောင်နှမဝန်းစားရင်ကျမတတ်နိုင်တယ်လောက်တစ်ဖက်တစ်လမ်းကျမကူညီခဲ့တယ်ကူညီပြီးတော့ကျမကော်ကောက်တယ်အားတဲ့အချိန်ကျရင်မိဘဝိုင်းလို့ပြီးပါကျမကော်လိုက်ကောက်တယ်ကော်ရောင်းတယ်အဲ့ဒီနေ့ကနေစပြီးတော့ကော်ရောင်းတဲ့အရာအတိတ်ပဲကိုကျမသိလာပေါ့အလောက်ကကျမသင်ပေးခဲ့တယ်သင်ပေးခဲ့တဲ့အတိတ်ပဲဆိုတာကော်ရောင်းရင်ပတ်စံရတယ်တဲ့အချက်သူများပတ်စံကိုယူစရာမလိုနဲ့အချက်ကကိုပိုင်စီပွားရေးလည်းဖြစ်တဲ့အတွက်ကိုအုံနောင်နဲ့ကိုဆုံးဖြတ်ပြီးတော့ကိုလိုက်ကောက်ပြီးတော့ကိုရွေးပြီးအလောက်ကကိုပညာသင်ပေးလာပြီးတော့ကျမကကော်ရောင်းတယ်ကော်ရောင်းရင်လည်းကျမအလောက်ကိုတက်လာပေါ့တက်လာပြီးတော့တဖြည်းဖြည်းနဲ့ကျမအရွယ်ရောက်တဲ့အထိအိမ်ထောင်ရသားကြားလာတဲ့အထိကျမအိမ်ထောင်ရသားရလဲဒီအလောက်ပဲကျမဆက်လုပ်တယ်ကျမမမေ့ဘူးဘဝကိုအောက်ခြေကနေကျမတက်လာအတွက်အောက်ခြေဘဝမမေ့ဘူးကျမကဒီနေ့ချိန်ဒီအလုံးနဲ့ပဲရပ်တည်ပြီးရှင်သန်ခဲ့တယ်ကောက်ပြီးတော့ကျမယောက်ျားရဲ့ကျမသားရဲ့လိုက်ထွက်ကောက်တယ်ကောက်ပြီးပြန်လာရင်ကျမအကိုရဲ့ကျမသမက်ရဲ့ဝိုင်းပြီးရွေးကြတယ်ပေါ့ဟုတ်ကဲ့ကျမတို့ကဒီကော်ကောက်တာကျမတို့သုံးတဲ့ပစ္စည်းကကျမတို့ဘေးတွဲဖြစ်တယ်ဖမလားကောက်တယ်ကျမကတဲကိုကနေကောက်တယ်စားတောက်ဆိုင်တွေကောက်တယ်ပြီးတော့ကျမကအိမ်တွေမှာလိုက်ကောက်တယ်ကောက်ပြီးရင်အမိုက်ပုံးတွေမှာတွေ့ရင်အမိုက်ပုံးတွေမှာကောက်တယ်အခုကျမတို့ပစ္စည်းတောက်ဝဲလို့ရှိရင်ဘာပါမယ်ဆိုတော့ကျမတို့ကကီလိုချိန်ပါတယ်နေအချက်ကကျမတို့က6အပ်ပါတယ်3အချက်ကကျိုးပါမယ်4အချက်ကအိတ်ပါမယ်5အချက်ကကျမလက်အိတ်ထဲတယ်နှာခေါင်းပိတ်ထဲတယ်ပြီးတော့ဂျိတ်ကောက်ပါမယ်အဲ့ဒီဂျိတ်ကောက်နဲ့ကျမတို့ကအဲ့ဒီဂျိတ်ကောက်ကအမိုက်ပုံးမှာအတုံးချတယ်လက်အိတ်ဝစ်ထားတဲ့အကြောင်းရင်းကအမိုက်ပုံးမှာအရက်ပေါင်းစုံယောဂပါမှာဆိုလို့ကျမတို့ကကိုယ်အတွက်ကောက်ွယ်ပြီးတော့ဒီကော်ဘူးမှာယောဂမဝင်အောင်ကျမကကောက်ွယ်ထားတဲ့ပဲအတွက်ဖြစ်ပါပေါ့အခုကျမကော်ကောက်လို့ရှိရင်တရက်ကိုကော်လိုက်ကောက်တယ်လိုက်ဝဲတယ်အပါပေါ့ကျမတစ်ခါတလေကျရင်လည်းကီလို450ရတယ်အရက်20ပတ်ဝန်းကျင်တစ်ခါကျမကော်ကီလို1000လေးတင်ပြီးရင်ကျမကော်အမျိုးစားလာရွေးတယ်ဟုတ်ကဲ့ကျမတို့ကနေ့တိုင်းကော်ကောက်တဲ့ထက်မှာ6မျိုးကနေ10မျိုးပါတယ်ပေါ့အဲ့10မျိုးထဲမှာကျမတို့ကော်ရွေးရတဲ့အကြောင်းရင်းကနံပါတ်1ကဒါကော်ဘူးပေါ့ဒါကော်ပတ်စတိလို့ခေါ်တယ်ပေါ့နော်ပြီးတော့ဒါကြတော့နိုဘူးဝီလို့ခေါ်တယ်ပေါ့ထိုင်းမှာကော်အပြော့ပေါ့နော်ဒါကြတော့ရေတန့်ဘူးကော်အပြော့ပေါ့ဒါကြတော့နံပါတ်1ဖီဝမ်လို့ခေါ်တယ်ဒါကြတော့ဝီပဲ
အမစားမျိုးပေါ့ကောဒါကြတော့ကျမတို့စကင်လို့ခေါ်တယ်ပေါ့ကောအညစားပေါ့ဟုတ်ကဲ့ကျမတို့ကကောအချိန်များများရတဲ့အချိန်ကျမအိမ်မှာခွဲတဲ့မျိုးစားခွဲပြီးတော့ရနောက်တိဆက်ခွန်းကိုကျမလာရောင်းတယ်ရောင်းပြီးရင်ကျမချိန်ပြီးတော့ပတ်စံယူပြေးတာကျမအိမ်ပြန်တယ်တဲ့အချက်ကအပြင်မှာကျတော့သူတို့ကီလို100မှာ50ထပ်ဝဲဖြတ်တယ်ရနောက်တိဆက်ခွန်းကတဲ့အချက်ကကီလိုမဖြတ်ဘူးနေအချက်ကအပြောဆိုကောင်းတယ်3အချက်ကဈေးနှုန်းကောင်းတယ်ဟုတ်ကဲ့ဒီပလတ်စတစ်ကားရတဲ့အကြောင်းရင်းကကြိုက်တဲ့အကြောင်းရင်းဟာကျမတို့ဒီပတ်ဝန်းကျင်နဲ့နေတာပေါ့ဒီပတ်ဝန်းကျင်နဲ့နေတဲ့အကြောင်းရင်းဟာပလတ်စတစ်တနေ့တနေ့မကောင်းရင်လည်းပလတ်စတစ်ကပို့ပို့ပြီးတိုးပွားမယ်လူတွေကနေတိုင်းပုံဆွဲတဲ့အတွက်အဲ့ဒီပလတ်စတစ်ကျမကြိုက်လို့ကောက်ရတဲ့အကြောင်းရင်းကဒီပလတ်စတစ်ကနေတိုင်းပို့ပို့ပြီးတိုးပွားလာနေတဲ့ကောက်သမားမရှိရင်လည်းဘေးအန္တရာယ်ရှိဆိုးဝါးစွာဖြစ်ရောက်နိုင်တယ်ပေါ့နော်ဟုတ်ကဲ့ကျမအခုဒီနေ့ပြပြတာကကျမဘဝနေပေါ့နော်ကျမရက်တည်တဲ့အထိပေါ့ကျမဒီကောကုမ္ပဏီတွေကိုကျမတို့ကကျေးဇူးတင်တဲ့အနေနဲ့ကျမနောက်ဆုံးနောက်ခုံးဆက်တာမယ်ကျမကဒီကောကုမ္ပဏီတွေကရှိနေတဲ့အတွက်ကျမတို့ကောကောက်တဲ့လူတွေအတွက်လည်းအထောက်အကူပြုတယ်သူတို့ဒါမရှိခင်ကျမတို့ဘဝလည်းမရှင်းတန်ဘူး